အမေရိကန်က F-22 Raptor တိုက်လေယာဉ်တွေကိုဘာလို့တခြားနိုင်ငံတွေကိုမရောင်းတာလဲ F-22 Raptor ကအမေရိကန်ပြည်ထောင်စုထိပ်တန်းတိုက်လေယာဉ်အမျိုးအစားတွေကတစ်ခုဖြစ်ပါတယ်။နိုင်ငံရဲ့ပစ္စမမြောက်မျိုးဆက်ဖြစ်တဲ့ဘက်ဆောင်သော F-22 Raptor တိုက်လေယာဉ်ကို21ရာစုကလေးကဒီဇိုင်းထုတ်ပြီးလုပ်ထားတာဖြစ်ပါတယ်။ဒါဆိုရင်အမေရိကန်ထုတ် F-22 Raptor တိုက်လေယာဉ်တွေကိုတခြားနိုင်ငံတွေကိုဘာလို့မရောင်းတာလဲ။အစစ်မြစ်နည်းပညာတွေနဲ့မြင့်မားတဲ့စွမ်းဆောင်ရည်တွေရှိနေတဲ့အဲ့ဒီလေယာဉ်ကအမေရိကန်စစ်တပ်အတွက်အလွန်အသုံးဝင်တဲ့တိုက်လေယာဉ်အမျိုးအစားပဲဖြစ်ပါတယ်။ F-22 ကိုအမေရိကန်ကပြည်ပကိုဘယ်တော့မှမတင်ပို့ရတဲ့အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်။အမေရိကန်က F-22 Raptor Fighter ကိုဘယ်တော့မှရောင်းချမှာမဟုတ်ပါဘူး။ဩစတြေးလျ၊အစ္စရေးနဲ့ဂျပန်တို့လိုထိပ်တန်းနိုင်ငံကြီးတွေကအမေရိကန်ထုတ် F-22 Raptor တိုက်လေယာဉ်တွေကိုများစွာစိတ်ဝင်စားမှုရှိနေတာဖြစ်ပါတယ်။ F-22 Raptor ကအစစ်မြစ်နည်းပညာဆိုင်ရာလျှို့ဝှက်ချက်တွေကိုကောက်ွယ်ဖို့ဒေသတွင်းစစ်ဘက်ဆိုင်ရာဟန်ချက်ညီမှုကိုထိန်းသိမ်းထားဖို့အတွက်ပြည်ပကိုရောင်းချတာမဟုတ်ဘူးလို့လည်းသိရပါတယ်။အစစ်မြစ်နည်းပညာတွေကိုအသုံးပြုပြီးထုတ်လုပ်ထားတဲ့ F-22 Raptor ကိုထပ်မံထုတ်လုပ်နိုင်ခြင်းမရှိတော့တာကြောင့်အခုလိုရောင်းချခွင့်ပိတ်ပင်ထားတာဖြစ်ပါတယ်။ဒါကြောင့်ရှောင်းလန်းမရတဲ့နေဝင်ခြင်းကိုရင်ဆိုင်နေရတာကြောင့်ပြည်ပကိုတင်ဖို့ရောင်းချခြင်းမရှိတော့တာပါ။ F-22 Raptor ကကမ္ဘာပေါ်မှာအကောင်းဆုံးစီးဝင်တိုက်လေယာဉ်မျိုးစားဖြစ်ပါတယ်။ပထမဆုံးကိုပြောက်တိုက်လေယာဉ်မျိုးစားလည်းဖြစ်ပါတယ်ရှင်။ဒါပေမဲ့ဒီနေ့ခေတ်မှာ F-22 ကပြည့်ရွံ့နေတဲ့လေယာဉ်တစ်စင်းဖြစ်ပြီးတစ်နှစ်ထက်တစ်နှစ်လက်ပတ်နေတဲ့ပြန်သမှုအရေးအတွက်ကလည်းညော့နေလာပါတယ်။ထုတ်လုပ်မှုလိုင်းကိုပိတ်လိုက်ပြီးတဲ့နောက် F-22 Raptor ကနောက်မျိုးဆက်တွေကိုအစားထိုးမှုကိုစောင့်ဆိုင်းနေတာဖြစ်ပါတယ်။ F-22 Raptor နေရာမှာတခြားအစားထိုးလေယာဉ်တွေ2030ပြည့်နှစ်မှာစတင်လက်ပတ်လာတာနဲ့အမျှ F-22 Raptor တွေအနားယူတော့မှာဖြစ်ပါတယ်။2005ခုနှစ်မှာ F-22 Raptor ကလုပ်ငန်းလက်ပတ်မှုဝန်ဆောင်မှုကိုစတင်ခဲ့ပါတယ်ရှင်။2011ခုနှစ်မှာတော့ထုတ်လုပ်မှုကိုပိတ်ပင်ခဲ့ပါတယ်။ပထမဆုံးစစ်စင်ရေးကိုပြောက်တိုက်လေယာဉ်ဖြစ်တဲ့ F-22 ကကမ္ဘာတော်မှာရှိတဲ့ပြည်သက်များစွာကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။နိုင်ငံခြားလေတပ်အများပြားကလည်းကိုပြောက်တိုက်လေယာဉ်တွေရရှိနိုင်မှုနဲ့ပတ်သက်ပြီးအမေရိကန်ကာကွယ်ရေးဌာနကိုမေးမြန်းခဲ့ပါတယ်။အထူးသဖြင့်ဩစတြေးလျ၊အစ္စရေးနဲ့ဂျပန်မဟာမိတ်နိုင်ငံတွေအားလုံးက Raptor ကိုဝယ်ယူဖို့ထပ်ကတလဲလဲမေးမြန်းခဲ့ကြပါတယ်။အရင်ခေတ်တုန်းကဆိုရင် F-22 Raptor ကိုယုံကြည်ရတဲ့နိုင်ငံခြားလုပ်ဖော်ကိုင်ဘက်တွေကိုမယောင်းချတာကြောင့်ညှင်းခုန်မှုတွေမကြာခဏကြုံတွေ့ခဲ့ရပါတယ်။အမေရိကန်အနေနဲ့ညာနာပစ္စည်းပိုင်ဆိုင်မှုကိုကာကွယ်ခြင်းနဲ့ရန်သူတွေဝင်ရောက်ခွင့်ကိုတားဆီးပေးဖို့နဲ့အမျိုးသားလုံခြုံရေးအတွက်အခုလိုမယောင်းချတာဖြစ်တယ်လို့လည်းသိရပါတယ်။နိုင်ငံခြားလုပ်ဖော်ကိုင်ဘက်တွေထံလေယာဉ်မယောင်းချခြင်းအပေါ်အငြင်းခုန်များစွာဖြစ်ပေါ်ခဲ့ပါတယ်။အထူးသဖြင့်ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်တိုက်ခိုက်မှုကအရှိန်အဟုန်နဲ့ပြည့်နေနေပြီးအမေရိကန်စစ်တပ်ရဲ့အပြည့်အဝအာရုံစိုက်မှုကိုလိုအပ်ပါတယ်။စိတ်ဝင်စားစရာကောင်းတာကပင်တဂွန်က Raptor ကိုမယောင်းချတာနဲ့ပတ်သက်ပြီး F-22 Raptor လိုမျိုးအလားတူတိုက်လေယာဉ်အသစ်တွေထုတ်လုပ်ဖို့အတွက်ကြိုးပမ်းခဲ့ပါတယ်။လိုပဲကြိုးစားပထမဆုံးကိုပြောက်ဂျက်တိုက်လေယာဉ်ကိုနိုင်ငံခြားရောင်းချမှုကိုကွန်ကရစ်လွှတ်တော်ကပိတ်ပင်ခဲ့ပါတယ်။ဒါကြောင့် F-22 Raptor ကိုတင်ပို့ဖို့မဖြစ်နိုင်တော့ပါဘူး။ F-22 ကနိုင်ငံခြားချင်းချမှုတွေကိုတားဆီးဖို့အတွက်ခွဲခြားထားတဲ့ကိုပြောက်နည်းပညာကြောင့်အမေရိကန်ပြည်ထောင်စုအတွင်းမှာတည်တံ့တည်ရှိနေတဲ့ကိုပြောက်ဂျက်တိုက်လေယာဉ်အမျိုးအစားဖြစ်ပါတယ်။1998ခုနှစ်မှာပြည်ပကို F-22 Raptor ရောင်းချခြင်းကိုတားမြစ်ဖို့ကွန်ကရစ်လွှတ်တော်မှမဲခွဲဆုံးဖြတ်ခဲ့ပါတယ်။လူကြိုက်အများဆုံးအမေရိကန်ထုတ်တိုက်လေယာဉ်တချို့ကိုပြည်ပလေတပ်တွေကိုကျေပြန့်စွာတင်ပို့နေတာဖြစ်ပါတယ်။ General Dynamics F-16 ဒါမှမဟုတ်ခင်မီလွတ်ဟတ်မာတင် F-35 Lightning II ဂျက်လေယာဉ်တွေကိုပြည်ပကိုတင်ပို့ရောင်းချပါတယ်။ F-22 Raptor တိုက်လေယာဉ်ဟာကိုပြောင်နည်းပညာပါတဲ့ပစ္စမမျိုးဆက်လေးချောင်းတောင်လုံမှုပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ F-22 Raptor တိုက်လေယာဉ်ကတိုက်ခိုက်ရေးအဆင့်နဲ့လွန်ကဲတဲ့မစ်ရှင်ရှင်သန်နိုင်မှုတို့ကိုရရှိဖို့အတွက် Super Cruise နဲ့ Super ပြေးနိုင်မှုတို့အပြင်ကိုပြောင်းတဲ့ပေါင်းဆက်လေးချောင်းပြန်သန်းမှုတွေကိုပေါင်းဆက်ထားတဲ့ပထမဆုံးလေယာဉ်ဖြစ်ပါတယ်။ F-22 ရဲ့ထူးခြားတဲ့အရည်အသွေးတွေကတခြားတိုက်လေယာဉ်တွေရှင်လို့မရပါဘူး။2024ခုနှစ်မှာ US Air Force USAF ကတပ်တန်းရဲ့ F-22 Raptor တွေကိုအစစ်မြင့်တင်ခြင်းတွေပြုလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အစစ်မြင့်တင်မှုကုန်ကျစရိတ်က US ဒေါ်လာ2ဘီလီယံအထိရှိတာကြောင့်အစစ်မြင့်တင်မှုကုန်ကျစရိတ်မှာတခြားတိုက်လေယာဉ်တွေထက်များစွာကုန်ကျစရိတ်ကြီးမားနေတာဖြစ်ပါတယ်။ F-35 Lightning II ကိုတခြားNATOအဖွဲ့ဝင်နိုင်ငံတွေကိုရောင်းချခဲ့ပေမဲ့ F-22 ကိုတော့မရောင်းချခဲ့ပါဘူး။အမေရိကန်သမ္မတဒေါ်နယ်ထရန့်က F-35 ကို UAE ကိုရောင်းချဖို့ကတိပြုခဲ့ပြီးတဲ့နောက်နည်းပညာတောင်းလွန်ကောင်းမွန်မှုကိုထိန်းသိမ်းနိုင်ဖို့အစ္စရေးကိုသာ F-22 ကိုရောင်းချဖို့ဆန္ဒရှိကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ F-22 တိုက်လေယာဉ်တွေထုတ်လုပ်မှုရပ်ဆိုင်းလိုက်ခြင်းအပြင်နောက်ထပ်အသံထက်မြန်တဲ့တခြားအဆင့်မြင့်တိုက်လေယာဉ်တွေထုတ်လုပ်ဖို့လည်းစီစဉ်နေတာဖြစ်ပါတယ်။အစ္စရေးကို F-22 တိုက်လေယာဉ်တွေရောင်းချခြင်းကအမေရိကန်ကသူ့ရဲ့ပြိုင်ဘက်တွေကိုကြကြတိုက်ခိုက်နိုင်ပြီးအနိုင်ယူနိုင်စွမ်းရှိတာကြောင့်ဖြစ်ပါတယ်။ F-22 တိုက်လေယာဉ်ဟာထုတ်လုပ်မှုသမျှဈေးအကြီးဆုံးတိုက်လေယာဉ်တွေကတစ်ခုဖြစ်လာစေပါတယ်။အစ္စရေးက F-22 တိုက်လေယာဉ်တွေကိုဝယ်ယူဖို့အချင်းအတော်ကြာကြိုးပမ်းခဲ့ပါတယ်။အစ္စရေးကအမေရိကန်အနီးကပ်ဆုံးမဟာမိတ်တွေကတအုပ်ဖြစ်ပေမဲ့အဲ့ဒီတောင်းဆိုချက်ကိုအမေရိကန်ကညှင်းဆိုထားပြီး F-22 ထုတ်လုပ်မှုလိုင်းကိုကက်တင်ဖို့လည်းကြိုးစားခဲ့ပါတယ်။ဒါဆိုရင် F-22 တိုက်လေယာဉ်ရဲ့စွမ်းဆောင်ရည်တွေကိုပြပြပေးပါမယ်။ F-22 Raptor မှာထိုင်ကုန်တစ်လုံးနဲ့အင်ဂျင်နှလုံးတပ်ဆင်ထားတဲ့ကိုပြောက်တိုက်လေယာဉ်ဖြစ်ပါတယ်။
ဝေဟင်ကနေတာလွန်ကောင်းမွန်တဲ့တိုက်လေယာဉ်အဖြစ်ဒီဇိုင်းထုတ်ထားပြီးခန်းထားတဲ့မြေပြင်တိုက်ခိုက်မှု electronic စစ်ပွဲနဲ့ထောင်လိုင်းစွမ်းရည်တွေလည်းပါရှိပါတယ်။ F-22 Raptor ကို Advanced Tactical Fighter Program အောက်မှာတီထွင်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Boeing ကလေယာဉ်တောင်ဝင်အနောက်ကိုရီးနဲ့တခြားလေ့ကျင့်ရေးစနစ်တွေကိုထောက်ပံ့ပေးခဲ့ပါတယ်။ F-22 ဟာတခြားတိုက်လေယာဉ်တွေထက်ပိုမိုသွက်လက်ပြီးလက်နက်တွေပိုမိုထုတ်ပိုးနိုင်တာကြောင့်ပိုမိုကောင်းမွန်တဲ့တိုက်လေယာဉ်တစ်ခုဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးနေမှာမို့ကျွန်တော်တို့ channel လေးကို like and subscribe လေးလုပ်ထားပေးပါအောင်နော်။